တော့ခေါင်းကိုသူညင်အောင်ကြိုင်ပြီးတာသူမေးနေတာကိုသူရိုက်တက်ပြီးမေးတော့လည်းမဖြစ်အောင်ဟာဆိုတော့သူလေပင်ကိုကတော့ကခေါကတော့ကနေတော့လေပင်ကိုဒါနဲ့လှီးလိုက်ပါတယ်ဒါပေမဲ့သူတို့လာမရွေးတော့အဲ့တော့ကျွန်တော်တို့အဲ့ဥစ္စာတွေကိုကျွန်တော်ကရောင်းချပြီးတော့ကျွန်တော်တို့ဖွဲ့တွေအကုန်လုံးကသူတို့တုံးကြပါတယ်ဘယ်နေမှာတုံးတာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒီမှာပတ်စံလဲဟိုနေ့ဖြစ်တယ်ဆိုတော့အဲ့လိုကျွန်တော်တို့ကမကောင်းတဲ့ကောမတွေကိုကျွန်တော်ကခေါ်ပြီးအိပ်ပါတယ်ပြီးခဲ့တဲ့ဧပြီလ25ရက်ကကြိုက်ထီးရိုးတောင်ရှိမှာ PDF အဖွဲ့ရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရတဲ့ပြူစောတိအဖွဲ့ခေါင်းဆောင်လှိုင်မင်းကတော့အပြစ်မဲ့ပြည်သူများစွာကိုနေရာများစွာမှာစစ်တပ်နဲ့ပြူစောတိတွေကရရက်ဆက်ဆက်လူမဆန်စွာတပ်ဖြတ်ခဲ့တဲ့အကြောင်းဖော်ကောင်းလုပ်ပြီးပွင့်ချလိုက်ပါတယ်2023တလပိုင်းမှာကျွန်တော်တို့ရုံးဝါလီပေါ်မှာရုံးဝါလီပေါ်တက်ကလီပေါ်ရုံးဝါလီပေါ်မှာကျွန်တော်တို့အမိတ်ပေးလိုက်ပါတယ်အဲ့ဒီမှာဘာတွေမလုပ်ရလဲဆိုတော့ဒီစားတဲ့ဈေးခါတွေတဲ့ခွင့်မရှိဘူးဆိုတော့စံဆိုလို့ရှိရင်လည်းအိတ်လိုက်တဲ့ခွင့်မရှိဘူးစီဆိုလို့ရှိရင်လည်းကျွန်တော်ငါးကနဲ့ပုံးနဲ့တဲ့ခွင့်မရှိဘူးဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်တို့အဲ့ဒါတွေဖန်ခိုင်းပါတယ်နောက်ဆုံးဓာတ်မြေဩဇာတွေဓာတ်စီတွေဒီဇယ်တွေအစသဖြင့်ပေါ့တော့ကျွန်တော်တို့တိတ်တဲ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့တိတ်ဖန်ခိုင်းပါတယ်ဖန်ခိုင်းအချိန်မှာကျွန်တော်တို့ကလည်းဖန်ပေးလိုက်ပါတယ်ဖန်တဲ့အချိန်ကမှတော့ဒါကျွန်တော်တို့ကလည်းအဲ့ဒီဖန်တဲ့အချိန်မှာဟိုကိုကျိုးစီးပွားတော့ကိုကျွန်တော်တို့ကလုတ်ချပါတယ်ဘယ်လိုချလဲဆိုတော့ကျွန်တော်တို့စံနဲ့စီနဲ့တင်လိုက်တဲ့အချိန်မှာစံတိန်နဲ့စီပုံတင်လိုက်ပြီဆိုကျွန်တော်9000နဲ့ပြန်ရွေးခိုင်းပါတယ်ကျွန်တော် website ID ဆိုလို့ရှိရင်ကျွန်တော် website ID ဖမ်းပါတယ်တင်ထားပါတယ်ဒါပေမဲ့သူတို့လာမရွေးတော့ဘူးအဲ့တော့ကျွန်တော်တို့အဲ့ဥစ္စာတွေကိုကျွန်တော်ကရောင်းချပြီးတော့ကျွန်တော်တို့ဖွဲ့တွေအကုန်လုံးကတူတူတုံးကြပါတယ်ဘယ်နေမှာတုံးတာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒီမှာပတ်စံလဲဟိုနေ့ဖြစ်တယ်ဆိုတော့အဲ့လိုကျွန်တော်တို့ကမကောင်းတဲ့ကောမတွေကိုကျွန်တော်ကခေါ်ပြီးအိပ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပတ်စံပြီးတော့ကျွန်တော်မကောင်းတဲ့ကောမတွေကိုခေါ်ပြီးအိပ်ပါတယ်နောက်ရက်အနေငယ်မှာပဲကျွန်တော်မတင်ကားလို့ဆိုပြီးတော့လူ၄ယောက်ကိုကျွန်တော်ဖမ်းလိုက်ပါတယ်ဖမ်းလိုက်တဲ့အချိန်မှာစိုက်ကယ်ကဖင်တော်ဘင်းတစ်စီးနဲ့ဒိုင်ယမစ်တစ်စီးဟိုအဲ့ဘင်းနှစ်စီးနဲ့ကျွန်တော်တို့ဖမ်းလိုက်တဲ့အချိန်မှာယောက်ျား3ယောက်မိန်းမ1ယောက်အဲကျွန်တော်တို့ရုံးပို့လိုက်တဲ့အချိန်မှာရုံးကအဲ့ဒီလူတွေကိုတတ်မပြည့်သေးတဲ့အတွက်တက်ပြည့်တဲ့2ယောက်တော့ကျွန်တော်တို့ကမ20ရလာခေါ်သွားပါတယ်20ရလူကသူတို့စစ်ဆေးမှုလိုတယ်စစ်ဆေးမှုပြုလုပ်မယ်ဆိုတော့သူခေါ်သွားပါတယ်မပြည့်သေးတဲ့2ယောက်တော့သူတို့ရက်ွက်လူကြီးကိုသူတို့နောက်ပိုင်းအဲ့show ကောပတူလာ show ရင်လားအဲ့ဒီလူကြီးကိုသူတို့တမ်းပြီးတော့ခေါ်လိုက်ပါတယ်ခေါ်ပြီးတော့ဒါတိလာဆိုဟုတ်ကဲ့တိပါဆိုတော့သူတို့ကိုပြန်ထည့်ပေးလိုက်ပါတယ်ဒါပေမဲ့စိုက်ကယ်တို့မပေးလိုက်ပါဘူးစိုက်ကယ်တို့ကရောင်းကသိမ်းသွားပါတယ်ဟုတ်ကဲ့ကျွန်တော်အဲ့မှာ2လပိုင်းလောက်ကြာတော့အဲ့ဒီမှာကျွန်တော်တို့ရေရလဲဆူဆူဆက်တော့မိုးကလည်းအဲ့ဒီမှာမိုးကနောက်ကျတဲ့ခါကျတော့မိုးရွာတယ်အဲ့ဒါသူကလေတွေကငါးတွေကတက်တယ်ညနေဆောင်လောက်မှာ9နာရီလောက်မှာသူကအိမ်ထဲကလူကသူ့အိမ်ရှန်ထဲမှာသူကငါးဖမ်းနေတာရွက်လောက်ကုန်းသားသူနဲ့မရမှုံယူခေါ်ပါတယ်အဲ့ဒါသူကသူ့ဟာမီးတော်မှာဓမီနဲ့မဟုတ်ပါဘူးဖုန်းမီးလေးနဲ့သူလိုက်ပြီးတော့ငါးလေးလိုက်ဖမ်းတာအဲ့ဒါကိုကျွန်တော်တို့ဒီကိုနေတက်ကတွေပေါ့ဂျီတက်ကတွေပေါ့ဂျီတက်တူတကြအောင်ကြီးလို့ခေါ်ပါတယ်သူကလေပေါ်မှာတန်လန်းဘွားတွေပေါ့သူရှန်ထဲမှာငါးလိုက်ဖမ်းနေတဲ့လူကိုလှမ်းပြီးပြစ်ပါတယ်ပြစ်လိုက်တဲ့အချိန်မှာဒါပေမဲ့သူကတော့မသိသွားပါဘူးအသက်ဘေးကတော့လှုပ်သွားပါတယ်လှုပ်သွားဆိုမှဒဏ်ရာတော့ရပါတယ်ရင်ဘက်ကိုမှန်သွားတဲ့အတွက်ဒီနေရာလောက်ကိုမှန်သွားတယ်ဒါပေမဲ့ဟိုဆရာဝင်နေဆရာမတွေပြောကြရဲရတော့ဒီတရက်ရွက်တို့နှလုံးလုံးနာရှက်ထွက်သွားတယ်ပြောပါတယ်အဲ့မှာသူကအဲ့လိုပြစ်ပြီးတော့ခါကြတော့ဘာကြောင့်ပြစ်တာလဲဆိုတော့လေသူဘာမှပြန်မေးဘူးအဲ့ချိန်မှာအဲ့နေမှာသူကလည်းမူးနေတာအောင်ကြီးဆိုတဲ့သူကမူးပြီးတော့သူကမူးနဲ့လှမ်းပစ်လိုက်တာဟုတ်ကဲ့ကျွန်တော်တို့4လပိုင်း25ရက်နေ့ကျတော့ကျွန်တော်ရွက်လောက်ကွာပြောင်းပြီးတော့ပစုံမြောင်းကိုကျွန်တော်ကြားရောက်ပါတယ်ပစုံမြောင်းကိုကြားရောက်တဲ့အချိန်မှာကျွန်တော်ပစုံမြောင်းကိုကြောတော့ကျွန်တော်ကဘယ်လိုနေရလဲဆိုတော့ဒီတက်နဲ့အကူသွားပြီးတော့ကျွန်တော်နေရပါတယ်ခမရ20ပါတယ်ခမရ20ဆိုလို့ရှိရင်ခေါင်းမောင်းပေါ့ခေါင်းမောင်းနဲ့သွားတဲ့ခါကျတော့ခေါင်းမောင်းနဲ့မြဘူကြီးကျော်သွားလင်းနဲ့ခမရ20ပါတယ်350က4ယောက်ပါတယ်350 4ယောက်ရဲကဒီတရင်ရဲက9ယောက်ကျွန်တော်တို့မြို့မငါပြူစောတိက9ယောက်မှာအပါဝင်ကျွန်တော်အပါဝင်ကျွန်တော်ရဲ့တန်ထီးရဲ့ဘိုက်ကလေးရဲ့လှိုင်မင်းထွန်းရဲ့ကုစိန်ထွန်းရဲ့ကျွန်တော်အဲ့9ယောက်အဲ့မှာသွားရောက်ပြီးတော့ကျွန်တော်တို့ကပူပေါင်းပြီးတော့ဟိုဘယ်လိုပြောမလဲဆိုတော့လုံခြုံရေးကကျွန်တော်တို့သွားပြီးတော့ပူပေါင်းပြီးအင်အားပြည့်သွားနေပြရတယ်အဲ့ဒီမှာကျွန်တော်တို့ဘာမှအလုပ်မရှိတော့အမေကျွန်တော်တို့ကိုကျိုးစီးပွားတို့ကကျွန်တော်ဒီပြည်သူတွေရဲ့ဝေးစီးစိမ်တွေကဟိုသူတို့ချထားခဲ့တဲ့ဥစ္စာတွေပေါ့ပစ္စည်းတွေပေါ့ကျွန်တော်ကထုတ်ယူရောင်းစားခဲ့ပါတယ်ကြီးကျိုးဆိုလို့ရတယ်ကျွန်တော်ဝါကျိုးတွေဖြုတ်ပြီးတော့ကျွန်တော်ရောင်းစားခဲ့ပါတယ်
တော့ကိုကျိုးစီဝါတို့ကျွန်တော်ခြာကြံခဲ့ပါတယ်အဲ့မှာကျွန်တော်ရဲ့ရောင်းအားဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီမှာထမ်းဆောင်နေတဲ့ကာလပတ်လုံးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့စုစုပေါင်းရတဲ့ပတ်စံဆိုလို့ရှိရင်တော့ကျွန်တော်15သိန်းလောက်ရပါတယ်တနေ့လည်းရတာမဟုတ်ပါဘူးဟိုစုစုပေါင်းကျွန်တော်ရတဲ့ပတ်စံကျွန်တော်ရှာရမြအဝနဲ့ပေါ့နော်ကျွန်တော်အဲ့ဒီຢာတွေပေါ့အဲ့မှာတာဝန်ထမ်းဆောင်နေတဲ့အချိန်ထိဆိုလို့ရှိရင်တော့15သိန်းလောက်ကျွန်တော်ရပါတယ်ကျွန်တော်တယောက်တော့ဟိုအဲ့ဒီမှာကျွန်တော်တို့4လပိုင်း29ရက်4လ2023မှာကျွန်တော်ကဒီ51နဲ့ထပ်ပြီးတွဲရတဲ့အချိန်မှာဒီအိမ်ဒီမှာရှင်းနေတဲ့ခါကျတော့ဒီသူတို့မိသားစုတွေကဘယ်မှသွားစရာနေရာမရှိလို့သူတို့ပြောတယ်အဲ့ဒါကိုသူကဒလန်ပါဆိုပြီးတော့ဒီ51တက်ကပူကြီးကအကုန်လုံးဟိုနဲ့ဖမ်းလိုက်ပါလက်အကုန်လုံးကျိုးတုပ်အတိုင်းမှာကျိုးတုပ်ပြီးတော့အိမ်ကိုမီးရှို့လိုက်ပါတယ်မီးရှို့တဲ့အချိန်မှာဟာအော်တဲ့အချိန်မှာဒီ51တက်ကပူကြီးကဟိုနဲ့ဖြစ်တယ်ဆူညာပဲလို့ပြောတော့သူတို့ဘက်ကိုဟိုနဲ့ဖြစ်ပြီးတော့တွားပြီးပစ်မီးရှို့နေတန်းလဲပဲပြစ်တက်ခိုင်းလိုက်ပဲအဲ့ဒီဖြစ်ပြီးနောက်ကျအနေငယ်အကြမှာပဲဒီအလုံးလုံးပြီးတော့ဆက်လန်းသွားလောက်တာလို့ပြောတယ်ဆက်လန်းသွားလောက်ပြီးပြန်လာတဲ့မိသားစု9ယောက်ကိုသူကပြန်มาဝိုင်းကိုပြန်มาဟောပစုံများသူတို့ကဒီရွာကောင်းသေးတယ်အောင်မလို့ရွာဖြတ်လာတယ်ဥစ္စာအဲ့ဒါကျွန်တော်ဈေးပိုင်းမှာသူတို့ဖမ်းထားတယ်ရဲအောင်ကျွန်တော်တို့ရှိကိုလှမ်းခေါ်လိုက်တယ်ခေါ်ရချင်းမှာကဲခင်ဗျားဒီကဒါခင်ဗျားတို့ကညောင်လေးပင်သားတွေနေကန်နေဆိုတော့သူတို့တိလားဆိုမေးတယ်ကျွန်တော်တို့ကမသိဘူးမေးတယ်မသိဘူးမေးတဲ့အချိန်မှာရိုက်နှက်ပြီးတော့ကျွန်တော်မေးကြတယ်ခင်ဗျားတို့ဘယ်သွားမှလဲအခုမှခင်ဗျားတို့ဒါဘယ်ကလာတာလဲခင်ဗျားတို့ဒီရွာမှာသွားလာလို့မရတော့ဘူးဆိုတော့ခင်ဗျားတို့မသိဘူးလားကျွန်တော်မေးတဲ့အချိန်မှာသူတို့ကလည်းမေးတယ်ပြောတယ်ပြောရင်မှာဘယ်လိုပြောတော့ဆိုတော့ဟိုသူတို့မသိလို့ဝင်လာတာဝိုင်းဟိုသွားမှဆိုတော့အဲ့ဒီမှာကျွန်တော်ကလည်းတခါပြန်ပြီးတော့နှိမ့်ပြလိုက်တယ်အဲ့ဆိုလို့ရှိရင်တော့ဒီပစုံမြောင်းသားရှိတယ်ပစုံမြောင်းသားဘာလို့လဲဆိုတော့ကိုစန်းဦးတို့ခနဲ့တို့ကိုဆိုင်တို့ကိုကျွန်တော်ခေါ်ပေးလိုက်တယ်ခေါ်ပေးလိုက်အချိန်မှာသူတို့ကိုခေါ်ပေးပြီးတော့ကျွန်တော်သူတို့နဲ့ဟိုသူတို့လက်ကိုအပ်ပေးခဲ့လိုက်တယ်အဲ့အချိန်မှာသူတို့ကလည်းမေးတာပေါ့မေးမှာရိုက်နှက်ပြီးတော့မေးတယ်အဲ့အချိန်မှာအဲ့9ဦးမှာကလေး2ဦးလင်မယား2ဦးရဲ့တော့အရွယ်ဟို20လောက်20ကျော်ဝင်း20ကျော်လောက်ယောက်ျားသားတယောက်အဲ့ဒီ9ယောက်ကိုမေးတဲ့အချိန်မှာသူတို့ကလည်းဟိုသူတို့သွားလာမယ်နေလမ်းကြောင်းသူတို့အမှန်ပြောတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကတော့ဟိုကျွန်တော်လည်းလမ်းမေးတယ်မသိဘူးကျွန်တော်ကတော့မသိဘူးပြောတာပေါ့ဒါပေမဲ့ तू ကပစုံမြောင်းသားကိုဆိုင်သူတို့မေးတဲ့အချိန်တော့မေးတဲ့ခါကျတော့လေသူတို့ကလည်းမသိဘူးဆိုတော့ကဲမသိဘူးဆိုတော့လေဒါခင်ဗျားတို့သဘောပဲခင်ဗျားတို့ဆက်ပြီးတော့ရှင်းလိုက်တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့စကန်ကျွန်တော်ပြန်မယ်ဆိုတော့ကျွန်တော်တို့ပြန်လာခဲ့တယ်နောက်နေ့မှာကျွန်တော်မေးတဲ့ခါကျတော့ဘယ်လိုလုပ်လိုက်လဲလို့ဟိုဘယ်ကိုပို့လိုက်လို့ကျွန်တော်မေးတော့20ကိုပို့လိုက်တယ်သူပြောပါတယ်ခင်ဗျအဲ့ဒီမကြအဲ့ဒီအချိန်နည်းနည်းကြာမှာပဲကျွန်တော်တို့ကဒီပစုံမြောင်းရွာတွေကစာသင်ကျောင်းတစ်ကျောင်းပါလူတန်းတွေကြားတယ်ဆိုရင်ကျွန်တော်ကဖြတ်လာလောက်ရတယ်အဲ့ကျောင်းကိုကျွန်တော်ကြော်သွားတယ်ကြော်တဲ့အချိန်ကမှအဲ့ကျောင်းသားရောက်တော့လူတန်းကြားလို့ဆိုပြီးတော့ကရုံးဆိုတော့အတန်ကြားလိုက်လို့ဆိုပြီးတော့ဟာဒီထဲမှာပါလဲပေါ့ကြောင်တော့ခွေးလို့တော့မရှိတော့ဘူးဆိုတော့ဒါဆိုတော့လူပဲဆိုပြီးတော့ကျွန်တော်တို့တွက်ကြည့်တယ်တွက်ကြည့်ရင်မှာတမခွန်မရှိကတမခွန်ပေါ့ခွန်အဲ့ရကတော့အဲ့ဆိုကိုလိုက်မဲ့ခမရောက်တွက်ကြည့်ကျွန်တော်ပွားထောက်ပြလာမယ်ဒီတွက်ကြည့်ခိုင်းတယ်ကြည့်တဲ့အချိန်မှာကျွန်တော်တွက်ကြည့်လိုက်အောင်လူတယောက်တွေ့ခဲ့ပါတယ်လူတယောက်တွေ့တော့ကျွန်တော်ဖမ်းလာခဲ့တယ်အဲ့ဒီလူကအသက်30ဝန်းကျင်လောက်ရှိပါမယ်အဲ့ခမဘာလာလို့လာပေါ့သူကမေးတယ်ကတော့ဝါလေးပေါ့သူကဗမာလိုမဖြစ်ဘူးကင်လိုပဲပြောတဲ့အခါကျတော့ကင်လိုရောဘယ်လိုသူကဘလူပြောလို့ပြောနေမှမသိဘူးဒါပေမဲ့လူကစိတ်နှံ့လားမနှံ့ဘူးလားတော့ကျွန်တော်ယူစားတော့ကျွန်တော်ကတော့မယူစားတတ်ဘူးအဲ့ရှင်ပါအဲ့နဲ့သူကကျွန်တော်မေးလိုက်တဲ့အချိန်မှာဗမာလိုတော့မပြောတော့ဟာဒါဆိုရင်တော့ကတော့ဝါလေးပြောဒါဆိုရင် PDF ပဲဒီထဲမှာ PDF တွေအရင်တော့ခိုးအောင်သွားတာမင်းတို့ PDF တွေကကြက်နေခဲ့တာမင်းတို့ဘာလဲဘာလာထောက်လန်းတာလဲဆိုတော့သူကမေးတဲ့အချိန်မှာအဲ့နဲ့မေးနဲ့ဒီဘက်ကျောင်းဒီဘက်နားလောက်မှာဈေးလန်းလောက်မှာကျွန်တော်ခေါ်သွားပြီးတော့မေးတာဆိုတော့မင်းတို့အဖွဲ့တွေဘက်မှာလဲသူကမေးတယ်မှန်ဖြေသူကဗမာလိုမဖြေဘူးကင်လိုပဲပြောတယ်ကင်လိုလားရှမ်းလိုလားရှင်းလိုလားမသိဘူးအသက်30ဝန်းကျင်ဆိုတော့ဟိုသူကနေတော့တောက်တယ်ဟာမင်းအဲ့ဆိုလို့ရင်လောက်တော့မေးတာမဖြေဘူးဟာဆိုတော့ကျွန်တော်ရှုပ်ခိုင်းပါလေကျွန်တော်ရှုပ်ခိုင်းပြီးတော့ကျွန်တော်ကန်ပေးထားတဲ့ခါကျတော့သူကကျွန်တော်ဒီခေါင်းကကန်လို့ပြောတယ်ခေါင်းကကန်ကျွန်တော်ခေါင်းကိုသူညင်အောင်ကန်ပေးတာသူမေးနေတာကိုသူရိုက်တက်ပြီးမေးတော့လည်းမဖြေဘူးမဖြေအောင်ဟာဆိုတော့သူလေပင်ကိုကတော့ခေါကတော့ကနေပေါ့လေပင်ကိုဓာတ်နဲ့လှီးလိုက်ပါလေဒါလှီးလိုက်တဲ့အချိန်မှာသူကလောကနောက်ဆုံးတော့ဟိုတော့မဖြေချင်ဟာဆိုတော့လေလှီးလိုက်ပါလေခင်ဗျ